တကယ်လူမျက်လုံးအစ်စ်ကိုမှထည့်ပြီးတော့မှလှူထားတာမျက်လုံးအစ်စ်ကိုစီးရည်ပါတော့စိတ်နာပါတော့ရွှေကုံဖျားပေါ်မှာတကယ်လူမျက်လုံးအစ်စ်ကိုထည့်ပြီးတော့မှလှူထားတယ်မျက်ရှင်ဖျားဆိုတာရှိရဲ့တဲ့ငွေချင်းတို့သိကြလားကျွန်တော်လည်းဖျားကိုရောက်တာတော့ခဏခဏရှိပြီဒါပေမဲ့ငွေချင်းတယောက်ပြတော့မှဟိုတလောလေးရမှသိတာအဲ့မှကြည့်လိုက်တွေ့လားကျွန်တော်ပြတာတွေ့လားတကယ်လူမျက်လုံးအစ်စ်ကိုမှထည့်ပြီးတော့မှလှူထားတာမျက်လုံးအစ်စ်ကိုစီးရည်ပါတော့စိတ်နာပါတော့လူရန်နာကတော့ရုပ်ရှင်တရုပ်ဆောင်တယောက်လို့ပြောတယ်အဲ့မှာနာမည်တော့ပါတယ်တကယ်ချင်းတို့သွားကြည့်မယ်ဆိုရှားလွယ်အောင်လို့ဖျားနံပါတ်က40ပေါ့နော်ရွှေတကုံဖျားမြောက်ဖက်မုတ်ကနေတက်လို့ရှိရင်ပုံနီးတယ်အောက်မြေနားမှာပဲဗျာအဲ့မှာကျွန်တော်ရိုက်ပြတာကြည့်ကြည့်လိုက်အောက်မြေနားလေးမှာပဲတချို့လူတွေကတော့သိပြီးမှာပေါ့နော်ဒါမဲ့တခြားမသိသေးတဲ့လူတွေသွားဘူးလို့ရအောင်အဲ့မှာစံတော်တွင်းနဲ့အောက်မြေရဲ့ဂျားထဲမှာပဲရှိရယ်နော်ငယ်ချင်းတို့လည်းရွှေကုံဖျားကိုရောက်ရင်တွားရောက်ဖူးမြော်လိုက်ကြအောင်နော်အားလုံးချမ်းသာကြပါစေဗျာ